ဤတုံလေးဟာလုံးလုံးကစ်ကစ်လေးနဲ့ချစ်စရာကောင်းပြီးအစားမတ်တဲ့ကောင်မလေးပါတနေ့သူကသူ့မေမေမသိအောင်မုံတွေခိုးစားနေတော့သူ့မေမေကသူ့ကိုဆူလိုက်ပါတယ်အဆူခံလိုက်ရတဲ့ဤတုံလေးဟာဝမ်းထဲလို့ငိုသွားပြီးအိပ်ပျော်သွားပါတယ်အိပ်ပျော်နေတော့ဤတုံလေးဟာထူးဆန်းတဲ့အိမ်လေးတစ်အိမ်စီရောက်သွားပါတယ်အိမ်လေးကခြံထဲမှာပန်းလေးတွေအပြည့်နဲ့ရှောက်လန်းမှာလဲကလေးကစားစရာလေးတွေနဲ့အလှဆင်ထားပါတယ်ဤတုံလေးဟာရှောက်လန်းကနေအိမ်ထဲကိုဝင်သွားဖို့တကားကိုခောက်လိုက်ပါတယ်တောက်တော့တကားကို၃ချိန်ခောက်တာတော့အထဲကအတန်ပေးတန်မကြားလို့တိကျင်စောနဲ့တကားတွန်းပြီးအိမ်ထဲကိုဝင်သွားလိုက်ပါတယ်ဤတုံလေးဟာစိတ်လှုပ်ရှားစွာနဲ့အိမ်ထဲကိုလှည့်ပတ်ကြည့်နေတော့ထိုင်ကုန်ပေါ်ကိုလက်ထောက်မိလိုက်ပါတယ်တကယ်တော့ဤတုံလေးလက်ထောက်မိလိုက်တဲ့ထိုင်ကုန်ကချောကလက်နဲ့လှုပ်ထားတာဖြစ်နေပါတယ်ဤတုံလေးကကျိုးသွားတဲ့ထိုင်ကုန်လေးကိုပြန်ဆက်ပေးဖို့လုပ်ပေမဲ့ချောကလက်အစ်စ်နဲ့လှုပ်ထားတာဖြစ်လို့ပြန်ဆက်လို့မရတော့ပါဘူးအစားကြိုက်တဲ့ဤတုံလေးလည်းလက်မပေးနေတဲ့ချောကလက်ရဲ့အနံ့ကိုရပြီးမနေနိုင်တာနဲ့ထိုင်ကုန်လေးကိုနည်းနည်းလေးဖယ်ပြီးစားကြည့်လိုက်ပါတယ်ဝါအရန်စားလို့ကောင်းတာပဲဆိုပြီးတောင်ဤတုံလေးကရေရွတ်လိုက်မိပါတယ်ချောကလက်စားနေရင်မျက်လုံးကနယံဘက်ကိုရောက်သွားပြီးဘာလေးလို့တေချာကြည့်လိုက်မှနယံကပေါင်မုံနဲ့လှုပ်ထားတာဖြစ်နေပါတယ်နယံကိုနည်းနည်းလေးဖယ်ပြီးစားကြည့်လိုက်တော့လေအရန်စားလို့ကောင်းနေပြန်ပါကောတဲ့အခန်းထဲလမ်းဆက်လျှောက်နေရင်လှေကားတစ်ခုကိုတွေးလိုက်ပါတယ်လှေကားကလည်းတကြားလုံးတွေနဲ့စီရီထားတဲ့လှေကားလေးဖြစ်နေပါတယ်တကြားလုံးတွေအများကြီးတဲကမှအရန်လာတဲ့တကြားလုံး၃-၄ခုကိုဤတုံလေးယူလိုက်ပြီးအပေါ်တက်ကြည့်လိုက်ပါတယ်အခန်းကစားစရာမုံတွေအပြည့်နဲ့ဖြစ်နေပြီးတော့ဂျယ်လီနဲ့လှုပ်ထားတဲ့အယုတ်လေးကရေခဲမုံတွေကိုမျက်လှည့်ပြနေတာကိုတွေးလိုက်ရပါတယ်ဤတုံလေးလည်းမျက်လှည့်ပြကွက်မှာနစ်မျောနေတော့ငါးမုံတွေဘယ်သူစားနေတာတုံးဆိုတဲ့အတန်တန်ကိုကြားလိုက်ရပါတယ်အတန်ကြားရာစီဤတုံလေးလှမ်းကြည့်လိုက်တော့နတ်သမီးသေးသေးလေးဖြစ်နေပါတယ်ဤတုံလေးလည်းနတ်သမီးကိုကြည့်ပြီးခွင့်မတောင်းမဲစားလိုက်မိလို့တောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်နတ်သမီးလည်းဤတုံလေးကိုချစ်ခင်စွာကြည့်ပြီးတော့မုံတွေအများကြီးထည့်ထားတဲ့မုံပုံးလေးကိုလက်ဆောင်ပေးလိုက်ပါတယ်နတ်သမီးကစကားလေးတခွန်းလဲပါလိုက်ပါတယ်နောက်ဆိုတစ်ခုခုစားတော့မယ်ဆိုခွင့်တောင်းပြီးမှစားရမယ်နော်လို့ပြောပြီးဤတုံလေးကိုလက်ပြနှုတ်ဆက်လိုက်တယ်ဤတုံလေးလည်းအိမ်မက်ကနေနိုးလာတော့အသီးပန်းကန်လေးပြင်ပြီးစောင့်နေတဲ့မေမေကိုတွေးတော့ပျော်သွားပါတော့တယ်ကောင်းတဲ့အလေးကျင့်လေးတွေကမင်းကိုပိုပြီးချစ်ဖို့ကောင်းလာစေမှာပါ